ရွှေထက်တန်မိုးကြီးသောဝမ်းမဲငှက်မွေးနုအရန်ချမ်းသာကျဲဝသူအ ਨੇ စုသာတက်နိုင်ကြပါတယ်။သူ့ကိုတော့စိတ်မွေးနုလို့လဲတင်စားခေါ်ဝေါ်ကြပါတယ်။တစ်ကမ္ဘာလုံးမှာတစ်နှစ်ကို10ကီလိုဂရမ်လောက်သာစုဆောင်းရရှိပါတယ်။ဒါဟာဘလောက်ရှားပါသလဲဆိုတာပါပဲ။ဝမ်းမဲငှက်မွေးနုရဖို့ဆိုရင်တော့ရေရီခင်းနေတဲ့အိုက်စလန်နိုင်ငံကိုသွားရမှာပဲဖြစ်ပါတယ်။အဲဒီမှာပင်လယ်ဘဲလို့ခေါ်တဲ့အိုက်တာဝမ်းမဲကြီးတွေနေထိုင်ချက်စားကြပါတယ်။အိုက်တာပဲမဥတဲ့အခါမှာသူ့ကလေးလေးတွေနှွေးထွေးစေဖို့သူမရဲ့ရင်အုံမှာရှိတဲ့အမွှေးနုလေးတွေကိုနှုတ်ခါအတိုက်ပြုတ်လုပ်ပေးပါတယ်။ဘဲလေးတွေပေါက်လာတဲ့အခါမှာတော့သူတို့ဟာအတိုက်ကိုစွန့်ခွာသွားကြပါတယ်။ဒေသခံတွေဟာသူတို့ကြံခဲ့တဲ့အတိုက်မှမွှေးနုတွေကိုယူကာမျက်နှုလေးတွေအစားထိုးထည့်ပေးခဲ့ပါတယ်။ဒါကြောင့်ဘဲမဟာအတိုက်ကိုသတိမထားမိပါဘူး။သူတို့အခုစုဆောင်းတဲ့အမွှေးနုလေးတွေကိုတော့အိုက်တာပဲမွှေးနုလို့ခေါ်ပါတယ်။ဒါတွေကိုတော့ဒေါ်လာထောင်ပေါင်းများစွာနဲ့ရောင်းချကြပါတယ်။ဘဲမတကောင်ဟာတစ်နှစ်ကိုမွှေးနု15ကနေ20ဂရမ်အထိထုတ်လုပ်နိုင်ပါတယ်။ဒါကြောင့်အာဏာပိုင်တွေဟာယခုလိုပဲမွှေးစုဆောင်းခြင်းဟာဘဲတွေအပေါ်အကျိုးသက်ရောက်မှုရှိမရှိစုံစမ်းနေပါတယ်။တချို့နေရာတွေမှာအိုက်တာဘဲတွေနားခိုဖို့အဆောက်အုံတွေဆောက်လုပ်ပေးထားပါတယ်။အိုက်တာဘဲမွေးနုဟာငှက်မွေးလေးလိုအရန်ပေါ်ပါပြီးနှွေးထွေးမှုကိုပေးစွမ်းနိုင်ပါတယ်။သူ့ရဲ့အမြင်တမြင်ချင်းစီဟာအထူးကောင်းမွန်ပြီးတော့အခွေအလိတ်လေးတွေနဲ့ဖွာထွက်နေပါတယ်။ဒါကြောင့်လေအိတ်ထောင်ပေါင်းများစွာကိုဖြစ်ပေါ်စေပြီးဒီလေအိတ်လေးတွေဟာနှွေးထွေးမှုကိုဖြစ်ပေါ်စေပြီးအဆိုဓာတ်နဲ့အပူကိုတဘာဝအလျှောက်စွန့်ထုတ်ပေးပါတယ်။သူ့ရဲ့တဘာဝအလျှောက်ပြောအေးမှုဟာတင့်ခန္ဓာကိုယ်နဲ့တသားတည်းပူးကပ်သွားစေပါတယ်။တင့်ရဲ့အိတ်ဆက်မှုကိုဂရုစိုက်တယ်ဆိုရင်တော့အိုက်တာဘဲမွေးနုဆောင်ဟာတင့်ရဲ့အိမ်မက်ဖြစ်လာမှာပါ။